မေကွန်းထဲမှာတက္ကရာဒိဋ္ဌိပေရှားပုံနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဒီပရိစ္ဆသမုပ္ပါအင်္ဂါရက်တွေနဲ့ဆက်ဆက်ပြီးတော့ရှင်းလင်းပေးပါဆိုပြီးတော့သူကမေးထားတဲ့မေကွန်းတစ်ခုလည်းပါနေတယ်ဒီတော့ဒီပရိစ္ဆသမုပ္ပါရှုခွင့်နဲ့ပတ်သက်ပြီးအဖြူမလေးကြောက်ကိုဘုန်းကြီးသင်ပေးတဲ့စနစ်ကလေးတစ်ခုပဲနမူနာထားပြောရင်တော့ဒီမကြီးတွေနည်းနည်းနားလည်လွယ်လိမ့်မယ်ဒီယုတ်ဉာဏ်တွေကိုဣဇဒပရိဒရှုပွားပြီးတဲ့အချိန်ကမှသူ့ကိုအတိတ်ဘက်ကိုတာဆိုပြီးယုတ်ဉာဏ်တွေကိုရှုခိုင်းလိုက်တဲ့အခါကျတော့အတိတ်ဘဝတေကဏိကလမနတနာဇောရောက်ပြီမရဏတနာဇောအချိန်ကမှသူ့ရဲ့ဝေမနောအကြည်ဒီနှလုံးအေးအတွင်းမှာအကြည်တဲ့မနောအကြည်လို့ခေါ်တဲ့ဝေမနောအကြည်တဲ့တစ်ခုရှိပါတယ်ဒါကအင်္ဂုတ္တပါဠိတော်မှာဘုရားရှင်လည်းဟောထားပါတယ်နော်အချိန်သိမ့်မရတော့ဒါကတော့မပြောနိုင်တော့ဘူးဒီတော့ဒီဝေမနောအကြည်ကမှန်လို့ပဲဒီမှန်မှာဘာအာယုံနောက်ဆုံးထင်တယ်ကံသို့မဟုတ်ကာမနမိတ်သို့မဟုတ်ခရိနမိတ်အကျိုးပေးတော့မဲ့ကံရဲ့စွမ်းအားကြောင့်ဒီနမိတ်သုံးခုတစ်ခုခုကထင်များတယ်အဲ့တော့သူ့မှာဘာအာယုံထင်တယ်ဆိုတော့လက်ပြီးစိုက်ကြည့်လိုက်တဲ့အခါကျတော့ငကလေးတွေကောင်းကြီးပြန်နေလာတယ်ဒီအာယုံတွေကသူ့ထဲမှာပေါ်နေတယ်ဘာကြောင့်ဒီငကလေးတွေပြန်နေတဲ့အာယုံပေါ်ရတယ်နင်သိရအောင်ရှေ့တိုးပြီးတော့ယုံနာကိုနည်းနည်းသိကြည့်ကြည့်ပါဆိုတော့ရှင်းဆက်ပြီးယုတ်ဉာဏ်တွေကိုသိကြည့်သွားလိုက်တဲ့အချိန်ကမှခမန်းကြီးအဖြစ်သူအသက်30အရွယ်လောက်လို့ဆိုရတယ်အဲ့ဒီအသက်30အရွယ်လောက်မှာဈေးကိုသူသွားလိုက်တော့အဲဈေးထဲမှာဘာတွေ့လဲဆိုတော့ငှက်ကလေးတွေကိုချင်းထဲမှာလောင်ထားတာသူသွားတွေ့လိုက်တော့ဒီငှက်ကလေးတွေကိုမြင်လိုက်တဲ့စီထဲမှာတော်တော်လေးကရုဏာဖြစ်သွားတယ်ဖြစ်တဲ့ဒီတစ်ချင်းလုံးသူငှက်တွေအကုန်လုံးဝယ်လိုက်တယ်ဝယ်ပြီးတော့တင့်တဲ့နေရာမှာသွားပြီးတော့ဒီချင်းရဲ့အဖုံးကိုငှက်တွေလောင်ထားတဲ့ချင်းအဖုံးလေးကိုဖွင့်ပြီးတော့ငှက်တွေလွတ်လိုက်တော့ငှက်ကလေးတွေကဒီကောင်ပြီးဒီကောင်ပုံရင်ပရုနဲ့ပြန်တက်သွားတာကြည့်ပြီးသူစိတ်ထဲမှာအမြဲတမ်းကြည်နူးနေဒီနုနေတဲ့အချိန်ကကျတော့နင်အဲ့ဒီအချိန်ကမှဘာဆုတောင်းတယ်လဲနင့်ကိုပြန်သိချာဆန်းစစ်ကြည့်သမှာဆိုတော့ဆုတောင်းတာမရှိဘူး။ဘာဖြစ်လို့ဆုတောင်းတာမရှိလဲဆိုတော့သူအဲ့ဒီအချိန်ကမှခရိယံဖြစ်တယ်။ခရိယံကအနာဂတ်ဘဝကိုသိပြီးလက်ခံတာမဟုတ်ဘူး။ဒီတော့ခရိယံဖြစ်နေတဲ့အချိန်ကကျတော့နင်ဆုတောင်းမရှိဘူးဆိုလို့ရှိရင်ဆက်ပြီးယုံနာနဲ့သိကြည့်သမှာဆိုပြီးတော့သိကြည့်ခိုင်းလိုက်တဲ့အခါကျတော့ကလေးဘဝဘူလနန်းကြောင့်ပေါ့သူတို့စတင်နေတယ်ဘယ်နေရာမှာလဲလို့နေမှတ်မိသလားလို့တရားမေးလိုက်တယ်အယံလန်ကျွန်းလို့သူယူဆတယ်အဲ့ဒီသူတို့ဇာတင်ကျောင်းမှာအခန်းလေးတွေရှိတယ်ကလေးလေးတွေလေ့လာဖို့ဘာသာရေးနဲ့ပတ်သက်ပြီးလေ့လာဖို့အခန်းလေးတွေရှိတယ်ဗုဒ္ဓဘာသာအတွက်လေ့လာဖို့ပြတ်တဲ့ပုံစံမျိုးနဲ့ပြုလုပ်ထားတဲ့အခန်းလေးတစ်ခုခရိယန်အတွက်အခန်းတစ်ခုမွတ်စလင်အတွက်အခန်းတစ်ခုဟိန္ဒူအတွက်အခန်းတစ်ခုစသဖြင့်ဘာသာရေးအတီးတီးလေးလာဖို့အခန်းလေးတွေအတီးတီးရှိတယ်။ဒီနေ့သူဗုဒ္ဓဘာသာအခန်းထဲကိုသူဝင်ပြီးလေ့လာတဲ့ကလေးဘဝ။အဲ့ဒီအခန်းထဲဝင်သွားတဲ့အချိန်ကမှရုပ်ပုံတစ်ခုကသူ့ရဲ့စိတ်ဓာတ်ကိုအမတန်ဆွဲဆောင်နေတယ်။အဲ့ဒါဘာရုပ်ပုံလဲဆိုတော့ဘုန်းကြီးတို့ဘုရားအလောင်းတော်ဥရဝေလတော်မှာဒုက္ခရစရိယာ6နှစ်ကြာကျင့်နေတဲ့ရိုးပြိုင်နိုင်ထနေတဲ့ရုပ်ပုံပဲ။ဒီရုပ်ပုံကသူ့စိတ်ဓာတ်ကိုဆွဲဆောင်ပြီးတော့သူကကလေးဘဝနဲ့ဓာတုဘာလို့နေတာလဲဆိုပြီးသူကမေးကြည့်တယ်မေးကြည့်တော့အဖြစ်ပေးတဲ့လူကလည်းပြောပုံရတယ်သူဟာဘဝလွတ်မြောက်ရေးအတွက်ကြိုးစားနေတာဆိုပြီးဒီအဖြစ်လေးရတယ်ဒီအိုင်ဒီယာလေးကသူ့ကိုသိပြီးဆွဲဆောင်တယ်ကလေးဘဝအဲ့ဒါနဲ့တနေ့ခုနကအရွယ်ရောက်လာတဲ့အခါအသက်30ခန်းလောက်ကျတော့ဒီငှက်ကလေးတွေလောင်ကြိုင်ထဲမှာလောင်ထားတာကြည့်ရတော့သူ့စိတ်ထဲမှာလွတ်မြောက်သွားစေခြင်းဒီဘဝမှာဆင်းရဲဒုက္ခရောက်နေတဲ့ဘဝမှာလွတ်မြောက်စေခြင်းနဲ့ဆိုတဲ့စံတာလေးပေါ်လာတယ်။ပေါ်လာတဲ့အချိန်ကမှနင်အဲ့ဒီငှက်ကလေးကိုတကယ်လွတ်နေတဲ့အချိန်ကမှနင်ဘာဆုတောင်းလဲဆိုတော့ဘာဆုမှမတောင်းဘူး။ဒါပေမဲ့ငှက်တွေကိုကောင်းငင်လွတ်နေတဲ့အချိန်ကမှနေစိတ်ဓာတ်တွေကကြည်နူးနေတယ်ဆိုရင်အဲ့ဒီမှာစိတ်စိတ်တွေဘယ်နှလုံးရှိလဲဒေချာညစ်တွက်ကြည့်ထားဆိုတော့စိတ်စိတ်တွေ35လုံးရှိဒါညစ်တွက်လို့ရတယ်ဘုန်းကြီးတို့စာနယ်နဲ့စာဘက်ကနေပြောရင်တော့အသိစိတ်ကတစ်လုံးသဗ္ဗစိတ်တသာသနာစတိခေါ်တဲ့စိတ်အလုံးနဲ့အမြဲတမ်းဆက်တွဲပြီးဖြစ်ပေါ်နေတဲ့စတိက9လုံးပကိန်းစတိခေါ်တဲ့စတိက6လုံးသောဗနာသန္တရဏစတိဆိုတဲ့စတိက19လုံးဒီငြိမ်းခြင်းစတိကတစ်လုံးနဲ့ကရုဏာစတိတစ်လုံးပေါင်းလိုက်တော့39လုံးရှိတယ်။နဲ့35လုံးရှိတယ်။အဲ့ဒီ35လုံးကသင်္ခါရဘဝတစ်ခုကိုဖြစ်ပေါ်သွားအောင်ပြုပြင်ပေးမဲ့တ
ခါရတရားဖြစ်တယ်ဒါပေမဲ့အဝိဇ္ဇာတဏှာဥပါဒကရှာလို့မတွေ့ဖြစ်တယ်သင်္ခါရနဲ့ကံကိုတော့တွေ့ပြီးအဝိဇ္ဇာတဏှာဥပါဒကရှာလို့မရဖြစ်ကဲဒီလိုဆိုရင်ဒီကနေ့ကလာကိုပြန်ဆွဲပြီးတော့ယုံနာနေရှုကြည့်သားမှာဆိုပြီးသူခိုင်းလိုက်တယ်ခိုင်းလိုက်တဲ့အချိန်ကကြတော့မှသူကဘာသွားတွေ့လဲဆိုတော့ဘာစုမှမတောင်းဘူးမတောင်းရင်နိစိတ်ဘယ်ဘက်ကိုညှို့ကိုင်းဆိုင်နေတယ်လေတေချာကြည်သားဆိုတော့မှအဲ့ကြတော့မှသူကဒီကနေ့ကလာမှာဒီငကလေးတွေကောင်းငင်ပြန်တက်နေတဲ့အာယုံလေးထင်းနေတဲ့အချိန်ကမှသူစိတ်ကညှို့ကိုင်းဆိုင်နေတာဘယ်ဘက်ကိုညှို့ကိုင်းဆိုင်နေဆိုတာကိုလှမ်းကြည့်တော့တွေ့တယ်ဒါကိုဘုန်းကြီးတို့ငယ်စဉ်ကသင်ခဲ့ရတဲ့မိဓမ္မထသင်္ခါခေါ်တဲ့တိညိုကျမ်းလေးမှာတထောနတံဝဆိုပြီးဒီလိုဖော်ပြထားပါတယ်ထို့ဘုံဘောဘက်တော့စိတ်ကညွတ်နေတဲ့အချိန်ကကြတော့အဲ့ဒီအခါမှာဒီကနေ့ကာလမှာသူကဘယ်ဘက်စိတ်ညွတ်နေတယ်လို့မေးလိုက်တော့ဘဝမှာလွတ်မြောက်နိုင်တဲ့ဘဝတစ်ခုကစိတ်ညွတ်နေတယ်ဒါဒီအာယုံလေးပေါ်လာပေါ့ဘဝမှာလွတ်မြောက်နိုင်တဲ့ဘဝတစ်ခုကနေယောက်ျားဘဝလားမိန်းမဘဝလားတေချာပြန်ကြည်စမ်းဆိုပြီးတော့တေချာတခါထပ်ခိုင်းရတယ်ထပ်ခိုင်းလိုက်တော့မှဘဝမှာလွတ်မြောက်နိုင်တဲ့မျိုးသမီးဘဝပဲတော့ညှို့ကိုင်းရှင်းနေတဲ့ဘာဝလေးတစ်ခုသွားတွေ့တယ်အဲ့ဒီဘဝမှာလွတ်မြောက်နိုင်တဲ့မျိုးသမီးဘဝလို့သိနေတဲ့အခိုက်မှာစစ်စစ်တဲ့ဘယ်နှလုံးလဲတေချာပြန်ကြည်တွေ့ကြည့်ဆိုနာဂမထံကိုစနစ်ကျရှုထားပြီးဖြစ်တဲ့အတွက်ဒေချာအရှုခိုင်းလိုက်တဲ့အချိန်ခါမှာစိတ်ကြတဲ့တဲ့အလုံး20တွေ့ပါတယ်အဲ့ဒါသိကြရင်တော့အဲ့ဒီဘုန်းကြီးတွေရှိမှဖြစ်ဖြစ်တည်ယူပြီးတော့တည်ယူလာဖို့လက်တွေ့ဆိုတော့ဟုတ်လားအဲ့ဒီစိတ်ကြတဲ့တဲ့ဆယ်နှလုံးကအဝိဇ္ဇာတဏှာဥပါဒံတို့ကိုဥဆောင်နေတယ်အဲ့တော့ဒီနေရာမှာအဝိဇ္ဇာဆိုတာကဘာလဲသိတဲ့သစ္စာလေးပါးကိုမသိဘူးသိတဲ့သစ္စာလေးပါးကိုမသိပဲယောဂလမ်းပြီးတော့မသိတဲ့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva စသဖြင့်အတိမာနေတယ်အဲ့ဒီအတိမာမှုသဘောကိုဝိဇ္ဇာလို့ခေါ်တာအဲ့တော့ဒီအဝိဇ္ဇာကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရဲ့သုံးတန်တင်ပြီးတော့ဝိပဿနာရှုခြင်းတဲ့ပုဂ္ဂိုလ်ကဒီအဝိဇ္ဇာနဲ့ရှင်တွဲပြီးဖြစ်ပေါ်သွားတဲ့လောဘဥဆောင်နေတဲ့အကုသိုလ်ဇောဝိတ္တိစိတ်အစဉ်ကိုလည်းမြင်အောင်ကြည့်ရတယ်။စိတ်တဲ့ခဏတိုင်းမှာအဝိဇ္ဇာနဲ့ရှင်တွဲပြီးဖြစ်ပေါ်သွားတဲ့စိတ်စိတ်အလုံး20ရှိလဲ20ပေါ့18လုံးရှိလဲ18 19ရှိလဲ19ဒီစိတ်စိတ်တွေကိုသိကြမြင်အောင်ကြည့်ရတယ်။ကြည့်လိုက်တဲ့အချိန်ခါမှာဒီစိတ်စိတ်တွေကဖြစ်ပြီးပြည့်နေတဲ့သဘာဝကိုကြည့်ပြီးအနိစ္စဖြစ်ခြင်းတဲ့အနိစ္စခံရတဲ့ဘောကိုကြည့်ပြီးဒုက္ခမပြည့်စုံပဲအခြေခဲအခိုင်အမာနဲ့တရာအဖြစ်ဒီတဲ့အတ္တမဟုတ်တဲ့ဘောကိုကြည့်ပြီးအနတ္တဒီလိုအနိစ္စဒုက္ခအနတ္တလက္ခဏာရဲ့သုံးတန်နဲ့ရှုလိုက်တဲ့အခါအနတ္တဉာဏ်အမြင်ကရင့်ကျက်လာရဲ့အတ္တဒိဋ္ဌိဆိုအဲဒီခါမှာပြုတ်ခွဲသွားပါတယ်ဒါကအဝိဇ္ဇာကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့အတ္တဒိဋ္ဌိဆိုကိုဘယ်လိုပြိုကွဲအောင်ရှုရမလဲဆိုပြီးဒီမေခွန်းနဲ့မှာပါပြီးတော့ဒီကြောင်းလေးရှင်းပြတာဒီတော့အဲ့ဒီလိုရှုလိုက်တဲ့အချိန်ခါမှာအတ္တဒိဋ္ဌိကိုဝိပဿနာဉာဏ်ကဖြည့်ရှင်းနိုင်တယ်ဆိုတာကတရင်ကဖြည့်ရှင်းနိုင်ပါတယ်ကျင်းတဲ့ဧကံနောက်ထပ်တပံဘယ်တော့မှမဖြစ်သောချုပ်ချင်းဖြင့်ချုပ်အောင်ရှင်းပါဆိုရင်တော့အဲ့ဒါဝိပဿနာဆက်ရှိပါတယ်အောက်ဒီဆုံးသောတပတိမဉ္ဇဉ်ဘုံဉာဏ်ဆိုင်သည့်အထိရှုရပါတယ်သောတပတိမဉ္ဇဉ်ဘုံဉာဏ်ကအတ္တကရနိဗ္ဗာန်ခေါ်တဲ့လောကုတ္တရာနိရောဓသစ္စာကိုလှမ်းပြီးအာရုံယူလိုက်တဲ့အချိန်ခါမှာအရိယာမဉ္ဇဉ်ကဒီတက္ကရာဒိဋ္ဌိဥဆောင်နေတဲ့ကိလေသာအငြိမ့်ကြီးတွေကိုအကျဉ်းပြမရှိကိုယ်စင်အောင်ဖြစ်စည်းနိုင်မှဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဘုန်းကြီးတို့နောက်ထပ်ပြောချင်တဲ့အကြောင်းအရာတစ်ခုရှိနေတယ်ဒီတော့ဒီယောဂီလေးမှာသူကအဝိဇ္ဇာတဏှာဥပါဒံဒုက္ခကောင်းမှုကုသိုလ်ပြုတဲ့အချိန်ခါမှာဥပါတိနဲ့အဖြစ်ထင်းရှားရှားမဖြစ်ခဲ့မဖြစ်ခဲ့ပေမဲ့ဒီအဝိဇ္ဇာတဏှာဥပါဒံကိုအရိယာမတရားဖြင့်မပယ်ရှားရသေးတဲ့အတွက်အနုတ္တယဓာတ်အနေဖြင့်ဒီဝိဇ္ဇာတဏှာဥပါဒကကိန်းဝလျက်ရှိနေတယ်အဲ့ဒီပုံစံကိုဘုရားရှင်ကနိဒာနဝက်ကတန်ရောက်ပါဠိတော်စေရနာသုတ်တံမှာဒုတိယဝိကအနေဖြင့်ဟောထားပါတယ်ယောက်ျားဖြစ်ရဘာလို့မိန်းမဖြစ်ရဘာလို့လူဖြစ်ရဘာလို့နတ်ဖြစ်ရဘာလို့စသည်ဖြင့်
တဏှာဒိဋ္ဌိတွေနဲ့ပုဒ်တွဲပြီးဉာဏ်ကြီးစိတ်ကူးမှုလည်းမရှိဘူးဒါပေမဲ့လို့အထစေအနုသိတိအနုတ္တယဓာတ်ကအရိယာမတရားဖြင့်မပယ်ရှားရသေးတဲ့အတွက်ထင်ရှားရှိနေမယ်ဆိုရင်အာရမဏမေတ္တာဟောတိဝိညာဏတ္တထိတိယကာမဝိညာဉ်ယက်တည်လာဖို့အတွက်အကြောင်းတရားတစ်ခုဖြစ်သွားပြီအနုတ္တယဓာတ်ထင်ရှားရှိနေကံမဖြစ်ဘူးလို့ဘယ်လိုမှတားလို့မရဘူးအနုတ္တယဓာတ်ရှိနေသည်များကလည်းဘာလို့ပြုနေတယ်တည်းများဒီကံဖြစ်သွားတယ်အဲဒီတော့ဒီကံကရင့်ကျက်လာပြီဆိုရင်တော့ဒီနေ့မှအကျိုးပေးမှာအဲဒီတော့ဒီယောဂီမာလေးကိုကြည့်လိုက်ရင်သူကဝိဇာတနာဥပဒဏ်တွေကတုတ္တတံမှာအရိယာမတရားဖြင့်မပယ်ရှားသေးတဲ့အတွက်အနုတ္တယအငုတ်တအနေဖြင့်ကိန်းဝလျက်ရှိနေပါတယ်ခရိယံဘာသာကိုယုံကြည်နေတဲ့အတွက်ကြောင့်သူဆုမတောင်းပေမဲ့ဆုတောင်းတာကတော့ပဋ္ဌနာခေါ်ပါတယ်ဒီပဋ္ဌနာကအဝိဇ္ဇာတနာဥပါဒဏ်ရဲ့အစွမ်းအားပါဒီတော့ဝိဇ္ဇာတနာဥပါဒဏ်တွေကဥပါတိပင်အပြင်ထင်ရှားမဖြစ်ခဲ့ပေမဲ့လို့အနုတ္တယဓာတ်အဖြစ်ကိန်းဝလျက်ရှိနေပါတယ်ရှိနေခြင်းကြောင့်ဒီနေရာမှာကံဖြစ်ပါတယ်အဲ့ဒီကံဖြစ်တဲ့အတွက်ဒီကံကဒီဘဝမှာသူ့ကိုအကျိုးပေးတာပဲဘာကြောင့်သူကအဲ့ဒီဘဝကိုစိတ်ကယုတ်ကိုင်းဆိုင်မှုတွေဖြစ်ပေါ်လာရတယ်လဲဆိုတဲ့သူ့ရဲ့အတိတ်ဇာကြောင့်ကိုသိကျင်တဲ့အတွက်ဒုတိယအတိတ်တတိယအတိတ်စသဖြင့်ဆက်ပြီးအရှုခိုင်းလိုက်တဲ့အခါသူကတတိယအတိတ်လောက်မှာဟိမောဓမ္မယဟန်ဘဝနဲ့ဇန်တရားတွေကိုရအောင်အထုတ်ခဲ့ပါတယ်အဲ့ဒီဇန်သမารိရဲ့စွမ်းအားကြောင့်သူကဓမ္မပြည်ရောက်ပြီးတော့ဓမ္မပြည်မှာဇန်အရှင်ဝါကတိတ်အမကောင်းတော့တပံပြန်ပြီးလူပြည်မှာလူလာဖြစ်တာဖြစ်တယ်အဲ့ဒီပြီးခဲ့တဲ့အတိတ်ဘဝကအယံလန်ကျွန်းမှာအမျိုးသမီးလေးဖြစ်ပြီးတော့ဘုဒ္ဓဘုရားမှာကြတော့အမေရိကမှာအမျိုးသမီးပြန်ဖြစ်ခြင်းဖြစ်ပါတယ်အဲ့ဒီလိုစိတ်အစဉ်တွေကိုစိတ်တကြမြင်အောင်ဝိဇ္ဇာတနာဥပါဒစိတ်အစဉ်သင်္ခါရကံစိတ်အစဉ်ဒါတွေကိုစိတ်တကြမြင်ပြီးဆိုရင်သူတို့ကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရေးတုံ့ပြန်ပြီးတော့ဒွေနည်းကြီးဝိပဿနာရှုနိုင်ခဲ့မယ်ဆိုရင်တော့ဝိဇ္ဇာအပေါ်မှာအခြေစိုက်နေတဲ့တက္ကရာဒိဋ္ဌိကိုပယ်ရှားနိုင်တဲ့စွမ်းအားရှိပါတယ်နော်